ကဲ hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကကြတော့သူများနေလေးပေါ့နော်ဗာလဲဘလတိုင်းတီးလေးမှာမင်းငယ်ချစ်ရဆုံးတော့မင်းငယ်ကိုအမြဲတမ်းပေါ့နော်ချစ်ရှူအားပေးကြတဲ့သူလေးတွေမင်းငယ်ဗီဒီယိုဖိုင်လေးတွေမှာအမြဲတမ်းအသေးလေးတွေပြီးတဲ့သူလေးတွေနော်အဲ့လိုလူလေးတွေတော့ကိုမင်းငယ်ကဒီနေ့ပေါ့နော်ဗာလက်ဆောင်ပေးခြင်းလေးဆိုရင်တော့ဒီထူးထူးခြားခြားနေလေးမှာပေါ့နော်မငယ်ကမငယ်ကိုစောင့်မျှော်လင့်ဘာလဲမျှော်လင့်စောင့်စားနေတော့နော်ဒီခက်ချစ်လေးကိုပေါ့နော်ဒီနေ့ညမှာမငယ်ကချစ်ပေးပါပါရှိအဲကြောင့်မို့ချစ်ရဆုံးသူတွေနဲ့မငယ်ကမြေတားလက်ဆောင်လေးနေနဲ့ပေါ့နော်ဒီဟာလေးခက်ချစ်ပေးပါမယ်အဲ့ဒီခါကျတော့မငယ်ပေါ့နော်ဆူတောင်းပါလေရှိမငယ်ရဲ့ချစ်ချင်းမြေတားတွေကိုပေါ့နော်မငယ်ကိုကြည့်ရှုပေးတဲ့သူတိုင်းကိုရရှိခစားနိုင်ကြပါစေရှိဒီပေါ့နော်နှစ်လပိုင်းနော်16ရက်နေ့ပေါ့နော်နှစ်လပိုင်း16ရက်နေ့မှာမငယ်ကိုကြည့်ရှုအားပေးတဲ့သူတိုင်းကန်ထူးနိုင်ကြပါစေလို့မငယ်ကဆုတောင်းပေးပါတယ်ဒါလေးကိုပေါ့နော်မငယ်လေးစိတ်ထဲမှာနှစ်ကပေါ့နော်ဒီနေ့လေးကိုချစ်ချင်တဲ့စိတ်ဖြစ်တာပေါ့နော်အမှန်ဆိုတော့မငယ်က15ရက်နေ့မှမငယ်ချစ်ပေးမလို့ပဲဒီနေ့ကိုပေါ့နော်မငယ်အရန်ကိုချစ်ပေးခြင်းတဲ့စိတ်ကိုတကယ်ကိုဖြစ်တာပေါ့နော်ဒါဆိုအခုဆိုရင်လေမငယ်ကအဲ့ရဝင်တော့မှာပေါ့နော်အဲ့ရဝင်တဲ့တလန်းတော့မငယ်စိတ်ထဲမှာလေအရန်ချစ်ပေးချင်လို့အဲ့လာကိုပေါ့နော်ဗီဒီယိုဖိုင်လေးလောက်လိုက်မယ်ဆိုတဲ့စိတ်လေးတွေပေါ့နော်အဲ့ကြောင့်မငယ်ချစ်ပေးချင်တာပါအဲ့ကြောင့်မို့မငယ်ကိုဗာပဲပြောပေါ့နော်မငယ်ရဲ့ဗီဒီယိုဖိုင်လေးတွေမှာကြည့်ရှုအားပေးကြတဲ့အသေးလေးတွေပြီးအရန်ကိုကျေးဇူးတင်ပါတယ်တယောက်ချင်းစီတန်းကိုလည်းဒီနေရာနေပြီးအရန်ကျေးဇူးတင်ပါတယ်ရှင်ဒီကက်ကလေးကပေါ့နော်မငယ်ကိုကြည့်ရှုအားပေးတဲ့သူလည်းကန်ထူးသောကက်လေးဖြစ်ပါစေလို့မငယ်ကထပ်ပြီးတော့ပေါ့နော်ဆုတောင်းပေးပါတယ်ရှင်မငယ်ဗီဒီယိုဖိုင်လေးကိုအခုကြည့်ရှုပြီးတဲ့နောက်ပိုင်းမှာပေါ့နော်တခြားသူတွေတော့ပါshare ပေးပါလို့ပေါ့နော်မငယ်ကိုပေါက်တီဖြစ်စေမပေါက်တီဖြစ်စေပေါ့နော်မငယ်ကတော့အပတ်တိုင်းပေါ့နော်မငယ်ချစ်ပေးပါမယ်ပေါ့နော်ဒါဆိုလည်းမငယ်ကအလကားရထားတော့မဟုတ်ဘူးပေါ့နော်မငယ်လည်းဝယ်ထားတာပါဒါပေမဲ့ပေါ့နော်မငယ်နဲ့တူပေါ့နော်ကန်ဆက်ချင်တဲ့လူလေးတွေကန်ဆန်းခွင့်ရတဲ့လူလေးတွေတော့ကိုမငယ်ကချစ်ပေးကြပါကိုကကိုဝယ်ပြီးတော့ချစ်တယ်ဆိုရင်လည်းချစ်လို့ရတယ်ပေါ့နော်အဲကြောင့်မလို့ပါရှင်ကဲလေကြောတွေလည်းမရှိတော့ပေါ့နော်မငယ်ချစ်ပေးပါမယ်နော်ချစ်ပေးမှဆိုမထွက်တော့ဒီအောက်လေးမှာထပ်ချစ်လိုက်မယ်နော်လက်မဟိုကမဖြစ်တော့လေသူမထွက်ဘူးမှာပါ6တိ9ပေါ့နော်6ရယ်1ရယ်9ရယ်နှလုံးက3ညာ9နောက်ပြီးရင်မငယ်အနီးကပ်ပြပေးမယ်ပေါ့နော်ဒီနေ့ကကြတော့လေမငယ်ရဲ့စိတ်ထဲမှာ2ခုချစ်ပေးမယ်ပေါ့နော်2ခုချစ်ပေးမှာပြီးတော့သူမှားလိုက်တာလေ2ခုဖြစ်သွားလို့ပေါ့နော်2ခုချစ်ပေးမယ်ဒီလားမှာ2ခုချစ်ပေးမယ်နောက်ပြီးရင်အနီးကပ်ပြပေးမယ်နော်2ခုချစ်ပေးပါမယ်ရှင်ပါစေပါစေကဲဒီနှစ်ကွက်ထဲရပေါ့နော်ကိုကြိုက်တဲ့အကွက်ကလေးကိုလည်းထိုးပါဒါမှမဟုတ်နှစ်ကွက်လုံးလည်းထိုးပါပေါ့နော်ဘာဖြစ်လဲဆိုတော့အနေချင်းလေးပဲထိုးပေးပေါ့နော်လောဘလည်းမကြီးပါနဲ့အရာအလုံးကပေါ့နော်ပေါက်ချိန်တန်တဲ့ခါကျရင်အရာအလုံးကကိုယ့်စီကိုပေါ့နော်ငွေဝင်ဘိုးအချိန်တန်လာပြီဆိုရင်ငွေရတော့ဝင်လာမှာပဲပေါ့နော်အဲကြောင့်မို့ဒီနှစ်ခုလေးကိုမငယ်ဟိုပတ်တိပြပေးမယ်နော်ဒီမှာပါတဲလေးတွေပေါ့နော်369ရယ်619ရယ်ပေါ့နော်အနောက်ကကြတော့92ရယ်395ရယ်ပေါ့နော်ကိုကြိုက်တဲ့လေးကိုထိုးကြပါဒါပေမဲ့ပေါ့နော်နှစ်ကွက်တော့ထိုးပေးပေါ့နော်ဘာဖြစ်လဲဆိုတော့ကနန်းမများဘူးလေနော်ဒီလောက်လေးပဲဆိုတော့လူတိုင်းနဲ့ထိုးနိုင်ပါလေရှင်အဲကြောင့်မလို့ပေါ့နော်ဒီဟာလေးကိုစကွင်ရှော့လေးရိုက်ထိုင်နေရတယ်ဒါမှမဟုတ်လည်းမငယ်15ရက်နေ့ဆိုလည်းမငယ်ဒီကကလေးကိုပြန်ပြီးတော့တပ်ပုံရိုက်လေးတင်ပေးမှာပေါ့နော်ကဲဒါဆိုရင်အခုလိုမျိုးချစ်သူများနေလေးမှာမငယ်ကထူးထူးခြားခြားလေးချစ်တဲ့လက်ဆောင်လေးတွေပေးလိုက်ပေါ့နော်အားလုံးပဲရရှိခံစားနိုင်ကြပါစေကန်ထူးကြပါစေလို့လည်းမငယ်ကဒီနေရာနေပြီးရှင်ထဲမှာနှစ်ကကိုဆူတောင်းပေးပါတယ်ပေါ့နော်ကန်လဲထူးစေချင်ပါလေရှင်မငယ်ပေးရတဲ့မြတ်တာတွေပေါ့နော်မငယ်ကိုချစ်ကြတဲ့လူတွေအားလုံးရရှိခံစားနိုင်ကြပါစေရှင်ကဲမေ့ဝါလို့ဒီဗီဒီယိုဖိုင်ကို like ရင် share လေးတွေလုပ်ပြီးတော့အသေးလေးတွေပေးသွားပါ share လဲ share ပေးသွားပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်